စနေညရဲ့ထူးထူးခြားခြားဖြစ်ရများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စနေညရဲ့ Premier League မှာထူးထူးခြားခြားဖြစ်ရတွေရှိခဲ့ပါတယ်ဒီဗီဒီယိုမှာတော့စနေညရဲ့ထူးထူးခြားခြားဖြစ်ရတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာဆင်နယ်အသင်းက Craven Cottage တွေမှာ Trossard ရဲ့တလုံးလေးသောဂိုးနဲ့နိုင်ဝဲရယူပြီးတော့အမှတ်ပေးစရာထိပ်ဆုံးကနေဆက်လက်ဦးဆောင်နေခဲ့ပါတယ်အာဆင်နယ်ရဲ့ချန်ပီယံအိမ်မက်ကိုဒုက္ခပေးနေတဲ့နေရာတွေထဲမှာဖူဟန်ရဲ့အိမ်ကွင်း Craven Cottage တွေလည်းတစ်ခုပါဝင်ဖြစ်ခဲ့ပြီးနောက်ဆုံးနေရာဒီဆက်အာဆင်နယ်တို့အမှတ်ရခဲ့တဲ့ကွင်းလည်းဖြစ်ခဲ့ပါတယ်ဒီနေ့မှာတော့အာဆင်နယ်တို့အမှားယွင်းမရှိအနိုင်ယူပြီးတော့အကျွေးဆက်နိုင်ခဲ့ပါတယ်ဒီပွဲမှာလည်းဖူဟန်ဟာအာဆင်နယ်အသင်းကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီးတော့အဆုံးသက်ပိုင်းညံဖြင်းခဲ့လို့သာပထမပိုင်းမှာဂိုးမရနိုင်ခဲ့တာပါတပွဲလုံးကစားပုံကိုခြုံငုံကြည့်မယ်ဆိုရင်အာဆင်နယ်တို့နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ဆိုနိုင်ပြီးလက်ရှိချိန်မှာတော့ဒုတိယနေရာကအမန်စီးတီးအသင်းကို3မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။အာဆင်နယ်ကတရားသီပရီးမီးယားလိဂ်10ပွဲကစားပြီးချိန်မှာပေးဂိုး3ဂိုးတည်းသာရှိခဲ့ပြီးတော့ခန်းစစ်အကောင်းဆုံးအသင်းဖြစ်လဲမှတ်တမ်းဝင်နေခဲ့ပါတယ်။မန်စီးတီးအသင်းကတော့အာလင်းဟာလန်ရဲ့သွင်းဂိုးတွေနဲ့အတူအင်ကွင်းမှာဂိုးပြတ်နိုင်ပွဲကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဟာလန်အနေနဲ့လည်းပြီးခဲ့တဲ့ရာသီတုန်းကပေးဖို့ကိုပယ်နတီဝင်အောင်မကန်နိုင်ခဲ့တာကို2ဂိုးသွင်းပြီးတော့ခြေပြပြနိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒီပွဲမှာအသင်းအတွက်နိုင်ကို2ဂိုးစလုံးကိုသွင်းနိုင်ခဲ့တာကြောင့်အာလင်းဟာလန်ဟာရာသီအစ10ပွဲမှာပဲသွင်းဂိုး100ကိုပြေးသွားခဲ့ပြီးဖြစ်ပါတယ်။ပရီးမီးယားလိဂ်သမိုင်းမှာရာသီအစ10ပွဲမှာ10ဂိုးထိသွင်းနိုင်ခဲ့တာဆိုလို့ဒီရာသီမတိုင်ခင်2ကြိမ်ထိပဲရှိခဲ့ပါတယ်။အဲ့ဒီ2ကြိမ်ကလည်းဟာလန်ပါပဲ။2020-23ဘောလုံးရာသီနဲ့2024-25ဘောလုံးရာသီတို့မှာလည်းရာသီအစ10ပွဲမှာ10ဂိုးနဲ့ထက်သွင်းနိုင်ခဲ့တဲ့မှတ်တမ်းကောင်းကိုပိုင်ဆိုင်ခဲ့မှုပါတယ်။အာလင်းဟာလန်ပြင်ဒန်နီဝက်ဘက်ကလည်းဘရိုက်တန်အတွက်သူရဲ့ကောင်းဖြစ်ခဲ့ပါတယ်။နယူကာဆယ်ကိုအိမ်ကွင်းမှာ2ဂိုး1ဂိုးနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်2ဂိုးစလုံးကိုသွင်းပေးခဲ့တာပါအဖွင့်ဂိုးကိုပထမပိုင်းပွဲစဉ်40မိနစ်မှာသွင်းယူပေးခဲ့ပြီးတော့နယူကာဆယ်အတွက်ဝါတာမာဒီကခြေပါကိုသွင်းနိုင်ခဲ့တာကြောင့်တေးကိုဥတီသွားတဲ့ပွဲရလက်ကိုဝက်ဘက်ကအနိုင်ကိုသွင်းပြီးတော့အိမ်ကွင်းမှာအဖိုးတန်3မှတ်ကိုရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒန်နီဝက်ဘက်ဟာဒီယာဒီမှာဘရိုက်တန်အသင်းအတွက်ပရီးမီးယားလိဂ်10ပွဲစလုံးမှာကစားခွင့်ရထားပြီးမြဲ9ဝဲကပွဲအတွက်ကစားခဲ့ရတာဖြစ်ပြီးတော့3ဝဲကလူစားဝင်ခဲ့ရတဲ့အနေအထားကနေသွင်းဂိုး4ဂိုးကိုရယူပေးထားနိုင်ခဲ့ပါတယ်2008ခုကနေပရီးမီးယားလိဂ်မှာကစားလာတဲ့ဝက်ဘက်ဟာ19ရာသီဆက်တိုက်ပရီးမီးယားလိဂ်မှာဂိုးသွင်းနိုင်ခဲ့တဲ့ကစားသမားဖြစ်လဲမှတ်တမ်းဝင်နေခဲ့ပါတယ်။နောက်လာဆိုရင်တော့သူကအသက်35နှစ်ပြည့်တော့မှာပါ။သူဟာဒီနေ့ဝဲမှာဂိုးပေါက်တဲ့ကန်ချက်2ကြိမ်ကနေ2ဂိုးရယူပေးခဲ့တာဖြစ်ပြီးတော့လက်ခုပ်တန်တွေနဲ့ထိုက်တန်သူဖြစ်တယ်လို့လည်းညွှန်းဆိုလိုက်ချင်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့မာတီတာပါ။မာတီတာကခရစ္စတယ်ပဲလီရဲ့အမှတ်တညာလိုဖြစ်နေခဲ့ပါပြီ။သွင်းဂိုးလိုအပ်ချိန်တိုင်းမှာမာတီတာရဲ့နာမည်ကိုအော်ခေါ်ပါလို့စာရုပ်တွေလိုက်ခဲ့ရမလို့ပါပဲ။စနေညမှာကစားခဲ့တဲ့ဘုံမောင်းတဲ့ပွဲစဉ်မှာပထမပိုင်းကတည်းက2ဂိုးပြတ်နဲ့ရှုံးနေခဲ့ပါတယ်64မိနစ်နဲ့69မိနစ်တို့မှာမာတီတာက2ဂိုးဆက်ချေပါပေးခဲ့လို့တူတူဖြစ်သွားခဲ့ပြီးမြဲ89မိနစ်မှာဘုံပေါင်းကနောက်ထပ်တစ်ချိန်ဦးဆောင်လိုက်တာကြောင့်ပဲလီစတိုအင်ကွင်းမှာရှုံးပွဲကြုံရပြီလို့တွေးထင်ခဲ့ရပြီးမြဲမာတီတာကကေတင်ရှင်ဖြစ်ခဲ့ပါတယ်မိနစ်90ပြည့်လို့နိုင်ချင်းချိန်ဖို့9မိနစ်မှာပဲပနီတီကနေတဆင့်ရရှိခဲ့တဲ့အရေးပါတဲ့ချေပါကိုသွင်းယူပေးခဲ့ပြီးတော့3ဂိုး3ဂိုးနဲ့ပွဲသိမ်းစေခဲ့တာပါဒါဟာမာတီတာအတွက်တော့ပဲလီကစားသမားဘွားမှာဒုတိယမြောက်ဟက်ထရစ်ဖြစ်ပြီးဒါခရစ္စတယ်ပဲလီအသင်းရဲ့တမိုင်းကြောင်းတစ်လျှောက်မှာဘယ်ကစားသမားထက်မဆိုများသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီလဟာမာတီတာအတွက်တော့ပျော်ရွှင်ဝေရာဖြစ်ခဲ့ပြီးတော့73ရက်နေ့မှာပဲလက်ရွေးစင်အသင်းကြီးနဲ့အတူပထမဆုံးသွင်းဂိုးကိုရယူနိုင်ခဲ့သလိုဒီနေ့မှာလည်းအသင်းအတွက်ရေးပါတဲ့ဂိုးတွေနဲ့ဟက်ထရစ်ကိုပိုင်ဆိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်